အဲ့ဒီဝန်ထမ်းဆိုးရဲ့မောက်မာတဲ့အပြုအမူကိုမြင်တော့မင်းကလေးနင်းမကြောက်ဘူးလားနင့်ကိုတိုင်ကြားလိုက်မယ်နော်လို့ပြောလိုက်တယ်ဝန်ထမ်းဆိုးကတော့ငါတို့အဖွဲ့ခေါင်းဆောင်ကချမ်းသာတဲ့မိသားစုကလာတာငါဘာမှမကြောက်ဘူးလို့ပြန်ပြောတယ်ဒါနဲ့မင်းကလေးကဖုန်းတစ်ခေါ်ပြီးသူ့ဝမ်းခွဲအကိုဖြစ်တဲ့အဖွဲ့ခေါင်းဆောင်ကိုချက်ချင်းလာဖို့အမိန့်ပေးလိုက်တယ်ဝန်ထမ်းဆိုးကတော့တရုတ်ဆောင်တာတော့တကယ်တော့ဒါပဲလို့လောင်ပြောင်ရင်းမင်းကလေးကိုမောင်းထုတ်ဖို့စူးစမ်းခဲ့တယ်အဲ့ဒီအချိန်မှာပဲအဖွဲ့ခေါင်းဆောင်ရောက်လာတယ်သူကဝန်ထမ်းဆိုးကိုဘာလုပ်နေတာလဲသူဘယ်သူလဲဆိုတာသိရလားလို့မေးလိုက်တယ်ဝန်ထမ်းဆိုးသူကတောင်းစားမတယောက်ပဲမဟုတ်လားလို့ပြန်ဖြေတယ်အဖွဲ့ခေါင်းဆောင်ကချက်ချင်းဘာဆက်ပိတ်ထားလို့អော်ပြီးဒီမျိုးသမီးကချမ်းသာသူများစုရဲ့အမွေဆက်ခံသူပဲလို့ပြောလိုက်တယ်အဲ့ဒီနောက်မင်းကလေးကသူ့ဝမ်းခွဲအကိုကိုမေးလိုက်တယ်ဒါကနင်တာဝန်ယူထားတဲ့ပရဟိတသမင်းဝေစီမံကိန်းလားအဖွဲ့ခေါင်းဆောင်ကအလင်းစလိုရှင်းပြရင်ဝမ်းခွဲညီမရဲ့အလုံးမစူးစားတဲ့သူတွေကအမိုက်ပဲစားတင်တယ်လို့ပြောချင်တာပါလို့ပြောတယ်မင်းကလေးကဒေါသတကြီးဘာဆက်ပိတ်ထားဒီလိုပြောရရင်ဒီနေ့ကစားပြီးနေအုပ်စုကနေအလုပ်ထုတ်ခံရပြီးအပြင်ထွက်ပြီးကိုအားကိုပြီးအလုပ်လုပ်သွားလို့ပြောလိုက်တယ်ဝန်ထမ်းဆိုးကချက်ချင်းဒူးထောက်တောင်းပန်တော့တယ်မင်းကလေးကောင်းပြီဒါပေမဲ့ဆင်းရဲတဲ့ဒေတာကိုသွားပြီးဘဝအတွေ့အကြုံယူရမယ်လို့ပြောလိုက်တယ်ဝန်ထမ်းဆိုးကတော့အခုတခါတကယ်ပြီးသွားပြီလို့တွေးမိတယ်အလုပ်ထုတ်ခံရတာကတော့ပိုကောင်းဦးမယ်လို့ထင်သွားတယ်အဲ့ဒီနောက်မင်းကလေးကပရဟိတလုပ်ငန်းကိုကိုယ်တိုင်တာဝန်ယူစီမံခဲ့တယ်ဒီအချိန်မှာပဲကောင်းလေးစီကဖုံးဝင်လာလို့သူ့စီတန်းသွားခဲ့တယ်အိမ်ပြန်တဲ့လမ်းမှာမင်းကလေးကတခုခုမမှန်ဘူးလို့ခံစားမိပြီးရှောင်းနှုံးကိုမြင်မြင်လှုပ်လိုက်တယ်သူမကကိုယ်စိတ်ထင်နေတာပဲလို့တွေးလိုက်ပေမဲ့နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါဝန်ထမ်းဆိုးကသူ့ရှေ့မှာပေါ်လာတယ်အဲ့ဒီဝန်ထမ်းဆိုးကအရင်ကကိစ္စအတွက်လက်စားချေဖို့စူးစမ်းခဲ့တယ်အရေးကြီးဆုံးချိန်မှာကောင်းလေးကအချိန်မီရောက်လာပြီးအဖြစ်ဆိုးကိုတားဆီးနိုင်ခဲ့တယ်ကောင်းလေးမင်းအဆင်ပြေရဲ့လားလို့စိုးရိမ်တကြီးမေးလိုက်တယ်နောက်ဆုံးမှာတော့ဝန်ထမ်းဆိုးကိုရဲကဖမ်းဆီးသွားခဲ့တယ်ဒီအချိန်မှာကောင်းလေးကသူပြင်ဆင်ထားတဲ့ပစ္စည်းတစ်ခုပျောက်သွားတာကိုသတိထားမိတယ်ဒါပေမဲ့မိန်းကလေးကမြေကြီးပေါ်ကတိတ်တာလေးတစ်လုံးကိုကောက်ယူလိုက်တယ်ကောင်းလေးကမဖွင့်ဖို့အချက်ပြခဲ့ပေမဲ့မိန်းကလေးကတိတ်တာကိုဖွင့်လိုက်ပြီးနင်ငါ့ကိုလက်ထပ်ခွင့်တောင်းမလို့လားလို့မေးလိုက်တယ်မမျှော်လင့်ပဲနောက်တစ်စက္ကန့်တွင်းမှာပဲသူမကလက်စွပ်ကိုကိုယ့်လက်မှာကိုယ်တိုင်ဝှက်လိုက်ပြီးသဘောတူတဲ့လက်ထပ်မယ်လို့ပြောလိုက်ပါတော့တယ်